ဘာလုံးချင်တာလဲဆိုတော့ငါ့ကိုပွင့်လင်းပြောတာ ကျွန်တော်ရမ်းမရှာပါနဲ့ဆရာ ဟာမဟုတ်ပါဘူးဟဲ့တောင်းပါနဲ့လေးလေးနဲ့မာသွားလို့ရန်လို့လို့ဖြစ်လာအမှန်ဘာဖြစ်ချင်တာလဲဘာလုပ်ပေးရမလဲအဲ့ဒါလေးပွင့်လင်းပြောပါအဲ့လိုလားကျွန်တော်မင်းသားဖြစ်နေတာခင်ဗျာ မင်းသားဖြစ်ချင်တယ်စားထက်လိုက်နော်ဒါဘေးရင်ဟောကနော်မင်းသားဖြစ်အောင်လုပ်ပေးလို့မရသွားစားထက်လိုက် မဟုတ်ခင်ဗျာကျွန်တော်အဲ့ဇမ်မင်းသားကိုပြောတာမဟုတ်ဘူးကျွန်တော်ဗီဒီယိုမင်းသားဖြစ်နေတာ ဗီဒီယိုမင်းသားဖြစ်ချင်တာ ဟုတ်ကဲ့ ဟာဆရာနဲ့တွေ့ပြီဖြစ်ရတော့မယ် ကျွန်တော်ကိုရေဒီယာလေးပါလေးလုပ်ပေးပါလို့ မလုပ်ပေးရမှာဗောမပူနဲ့တော့ဗီဒီယိုမင်းသားရုပ်ရှင်မင်းသားဖြစ်ကိုဖြစ်ရမယ်ဟုတ်ကဲ့အဲ့ဒီပွဲလေးပေါ့လက်တယ်အဲဒီဘက်ဟဲ့အေးနေနော် အေးရဆရာ ကိုင်းကောင်း ကောင်းတယ် ဟဲ့ကမင်းဒါဘာလုပ်တာတော့ လက်တင်ဆို ဟာဒုက္ခပါပဲကွာပွဲပေါ်ကိုလက်တင်ခိုင်းတာမဟုတ်မင်းလက်တင်ခိုင်းတော့လက်တင်ခိုင်းတာပတ်စံတင်ခိုင်းတာ အော်လက်မလားဒုက္ခပါပဲ ဘယ်လောက်တင်ရမလဲ အစေသနာရှိတယ်လို့ပါပဲဟဲ့4000 ခင်ဗျာ 4000လေ အော်စီးနေရှိတယ်တော့4000 ဟာမင်းရုပ်ရှင်မင်းသားဗီဒီယိုမင်းသားဖြစ်ရှင်နေဆိုဒီမှာငါကလေးလေးနဲ့မင်းကိုဘေးရရလက်ခဏဒီလုတ်ပြရမှာလေးလေးနဲ့လေးပေးမဖြစ်အောင်လို့ဒါဆက်တာရိုက် အော်အတိတ်နမိတ်နဲ့ အေးအဲ့တော့ဗော လေးနဲ့ 4000လေးထက်လိုက်ဟုတ်ပြီဗျာကိုင်းလက်ပြတဒါ နောက်တယ် အေးဟဲ့ကမင်းငါ့ကိုလာနောက်နေဟမ်မင်းကငါတတ်တာပြခိုင်းနေတာမဟုတ် ဆရာပဲလက်ပြဆို အေးလက်ပြဆိုတော့မင်းကငါလက္ခဏာကြီးကိုလက်ပြခိုင်းတာကွာဒုက္ခပါပဲ အော်လက္ခဏာကြည့်မလို့ ဒါမှငါဟောရမှာပါ ပြီးသွားပြီတင်နေလေ နေဟုတ်မင်းဒီမှာလက်တန်းနေဆိုတာပိုကောင်းတယ်နော် 6ပွားကြီးပြတော့ ဒီလက်ကမဖြစ်ပါဘူးမင်းဟဲ့ဘာလုပ်တာတော့ဘာလုပ်တာတော့ ဘာဖြစ်လို့လဲ လက္ခဏာကြီးမကောင်းဒီလိုပောက်ကုန်ကြတော့ငါဘယ်နာကြည့်ဟောရမှာတော့ဟမ်မင်းလက်ကိုဒီလိုပက်လက်နာပြတယ်ကွာ ပက်လက်ပြရမှာလား အော်ဒုက္ခပါပဲ ပက်လက်ဆိုလဲပက်လက်ပြောပါလားဆက်ပြ ဟာမကြည့်ဘူးမကောင်းဘူးကွာ အော်လဲလိုက်ပြီဆရာရဲ့မနေ့ရမယ် ဟဲ့ဘယ်လောက်ကြာလဲ ဟို1500အရွက်ပါလေး3000 အစ်စ်ဝယ်လိုက်တာမဟုတ်မင်းလေဟဲ့ကဘာဒီရှောက်ပြောနေတာတော့လာပြီးတော့ဦးကြောင်ကြားလာလို့နေ ထီယိုမကောင်းဘူးဆိုလဲလိုက်ပြီလို့ပြောတာ အဲ့ထီးပြင်းနဲ့ထီးကိုပြောနေတာမဟုတ်ဘူးကွာမင်းလက္ခဏာမှာထီးကိုတိုးနေတယ်ထီးကိုလမ်းကြောင်းမကောင်းလို့မင်းအောင်မြင်မှုတွေနှင်းနေတာဒါကိုပြောတာ လက္ခဏာမှာထီယိုပါလေ ပါတာပေါ့ဒါထီးကိုပဲ အော် ဟာဟဲ့မချင်းမကောင်းဘူးကွာ အာကောင်းပါလေဆရာချင်ပေါင်းရင်းနဲ့ချက်အရန်ကောင်းတာ ငါကတော့အယိုးစုတယ်မင်းလေ အာချင်ဆက်ဆက်လေးအရန်ကောင်းတာ တော်တော်ငတ်နေလားဘာဒီရှောက်ပြောနေတာတော့တော်တော်ငတ်နေသလား အော်မချင်းမင်း စားတဲ့ငချင်းမျိုးပြောတာမဟုတ်ဘူး ဘာလို့ပြောတာလဲ မင်းလက္ခဏာဟာဒီမှာကြည့်လားဒီမှာအဲ့ဒါလည်းအောင်မြင်မှုတော့အရေးကြီးတယ်ဒါငချင်းမျိုးလို့ခေါ်တယ်နော်မင်းမနှမိတ်နေတယ် အော်လက်ထဲမှာငချင်းမရှိတယ် ရှိတာဗောဟာဒီမှာကြည့်လားဒီမှာစမ်းကြောင်းဒါကဘာကြီးဒီမှာကြည့်မလားဟာဒီမှာမြင်နေကုန် အော်ဒါလှဲတဲ့ဆန်နေပြတဲ့လူတွေ အဲ့ဒီမှာရဲကဒီဘက်ကလာဟဲ့က စေတနာမပါဘူးနဲ့ ဒီမှာရှောက်ပြောနေတာဟဲ့ငါ့ကိုမြေပုံလမ်းညွန်နေလားပြောနေတာလားဒုက္ခပါပဲ မသိဘူးလေဆရာပြောလို့ကျွန်တော်တို့ရောင်းကုန်လာပေါ့ဆရာရဲ့ ဒုက္ခပါပဲရဲကတွေတောင်းလာဟေ့မင်းကွာငါပြောနေတာကစမ်းကြောင်းဒီမှာမင်းစမ်းစာတာတက်မယ်လမ်းကြောင်းဒုက္ခပါမင်းပြောတာငါတော့ရောက်ပြီဒီမှာစမ်းစာတာတက်မယ်လမ်းကြောင်းမိမ့်မိတ်နေတယ်ဒါကြောင့်မင်းဖြစ်ချင်တဲ့အချိန်မှာမဖြစ်တာအဲ့ဒါကိုပြောတာ အော်ရေရေလုတ်ပြီးပါဆရာရဲ့ လုပ်ပြရမှာဗောမပူနဲ့တော့ဆရာနဲ့တွေ့ပြီမင်းဖြစ်ကိုဖြစ်တော့မှာမင်းသားဖြစ်တော့မှာ ဟုတ်တာ အဲ့ဒီတော့မင်းကိုလမ်းစင်တိုက်ဒီနော်အကုန်လုံးလုပ်ပြီမယ် ဟုတ်ကဲ့လုတ်ပေးပါခင်ဗျာ နာမည်ပါ အသားကြောပါခင်ဗျာ တာကျော် ဟုတ် အတာကျော်ဘရာကျော်မတာဘော ခင်ဗျာ မဟုတ်ပါဘူး ခင်ဗျာ မဟုတ်မတာမဟုတ်မတာမင်းသား အော်မသားမဟုတ်ဘူးနော် မင်းသား ဟုတ်ကဲ့ဟုတ်ကဲ့ မင်းသား မင်းသားပဲ